ဥက္ကဋ္ဌကဓာတ်လေကားတူမစီးတာကုမ္ပဏီမှာအားလုံးသိကြတယ်။ဒါပေမဲ့အသစ်ရောက်လာတဲ့ကောင်မလေးကမသိရှာဘူးပထမရက်မှာပဲဓာတ်လေကားထဲအတင်းတိုးဝင်ပြီးသူ့ကိုဖမ်းမိသွားတယ်။အလုပ်ရှင်ကိုအတင်းထုတ်လိုက်ပြီးအမြန်ဥက္ကဋ္ဌကိုမြေကြီးပေါ်လဲကျစေပြီးဖနက်ပါကျွတ်ထွက်သွားစေတယ်။အားလုံးလဲကြောက်ပြီးထွက်ပြေးကုန်လို့သူပဲဥက္ကဋ္ဌကိုထူပေးလိုက်ရတယ်။ဥက္ကဋ္ဌကမျက်နှာတင်းတင်းနဲ့ဘာမှမပြောဘဲလှည့်ထွက်သွားတယ်။စပွဲမှာထိုင်လိုက်တာနဲ့ကြီးကြပ်ရေးမှူးကစာရွက်စာတမ်းပုံကြီးလာပစ်ချတယ်။ဥက္ကဋ္ဌခိုင်းတာမို့မပြီးမချင်းအလုပ်မစင်းရဘူးလို့ပြောတယ်။ကြောင်အန်းသွားပေမဲ့ညနေအထိစူးစမ်းလုပ်လိုက်ရတယ်။ညနေတော့ပင်ပန်းနဲ့ကိုနဲ့ကုမ္ပဏီကနေထွက်လာခဲ့ပေမဲ့ပြန်ပေးဆွဲမဲ့လူဆိုးအုပ်စုကတားတယ်ဒီအရေးကြီးချိန်မှာဥက္ကဋ္ဌကကားကောင်းနဲ့ရောက်လာပြီးလူဆိုးတွေကိုနှိမ်နှင်းပေးတယ်။ကောင်မလေးလဲရဲတင်းလာပြီးကြောက်တက်ရာကနေထင်တိုင်းကျဲပိုကျလာတယ်။ဥက္ကဋ္ဌကအိမ်လိုက်ပို့ရင်ကောင်မလေးကမျက်နှာပေါ်ကဖုံတွေကိုတုပ်ပေးတယ်။ဒါကိုမြင်တော့လက်ထောက်ကကားစတီယာရင်ကိုရည်ရွယ်ချက်ရှိလိန်ချိုးလိုက်တယ်။ကောင်မလေးလဲကျသွားပြီးဥက္ကဋ္ဌလည်းခေါင်းမူးသွားပေမဲ့အကျဉ်းသားမကင်းတဲ့ဒီကောင်မလေးကိုသဘောကျလို့ပြုံးမိတာကိုမဖုံးနိုင်ဘူး။လက်ထောက်ကိုစုကြေးအဖြစ်လစာ3 ဆတောင်ပေးလိုက်တယ်။ချစ်သူများနေ့မှာကောင်မလေးချင်းတွေးစရာရှိတယ်ဆိုတာဥက္ကဋ္ဌသိသွားတယ်။စိုးရိမ်စိတ်တွေနဲ့လက်ဆောင်ဝယ်ဖို့သူ့ကိုအတင်းလိုက်ခိုင်းတယ်။ပထမတော့ညင်းပေမဲ့ဥက္ကဋ္ဌပေးမဲ့ရွှန်2000စုကြေးကြောင့်တွေးဆောင်ခံလိုက်ရတယ်။ချင်းစုံမှုကိုဖျက်ပြီးဈေးဝယ်စင်တာလိုက်သွားတယ်လှပတဲ့ပစ္စည်းတွေကိုတတ်မှတ်စွာငေးကြည့်ပေမဲ့ဈေးကိုကြောက်နေတယ်။ဥက္ကဋ္ဌတိတ်တဆိတ်ဝယ်ပေးမလို့လှုပ်တုံးကောင်မလေးရဲ့ကြီးစားဟောင်းနဲ့ကောင်မလေးတစ်ရောက်လာတယ်ကောင်မလေးတစ်ကပြောင်းအောင်ပြီးမဝယ်နိုင်ရင်မကြည့်နဲ့ဆင်းရဲတယ်လို့ပြောတယ်။ Project Manager ဖြစ်လာတဲ့ရီစားဟောင်းကလည်းကောင်မလေးရှိမှကြွားဝါနေတဲ့ဥက္ကဋ္ဌကလက်ထောက်ကိုစာပို့ပြီးရီစားဟောင်းရဲ့ငွေကြေးအရင်းမြစ်ကိုဖျက်ပစ်လိုက်တယ်